လေးတွေကိုဈေးတက်နဲ့လိုချင်လားဒီမှာဝင်းကျဲမှာတစ်အများကြီးရောက်ထားပြီနော်ဒီမှာမမေဝတ်ထားသလိုမျိုးလေးပေါ့နော်ပထမဒီဇိုင်းနဲ့တော့မတူတော့ဘူးဒါပေမဲ့အရန်ချစ်ဖို့ကောင်းတဲ့ဒီဇိုင်းလေးထည့်ရောက်ထားပြီဒီမှာ crop top လေးတွေဒီမျိုး Instagram မှာ trend ဖြစ်နေတဲ့အထည်လေးတွေပေါ့နော်ဒီလိုမျိုးဂျာစီလေးတွေဒီမှာ၃မျိုးတောင်ပါပေါ့နော်ရောက်ထားပြီဆိုင်မှာစိတ်ကြိုက်လာရွေးနော်ခါရှိကြိုက်တဲ့လူခါနည်းနည်းဒီလိုမျိုးခါရွေးရှိတဲ့လူမျိုးဆိုရင်တော့ဒီလိုမျိုးလေးတွေဆိုအရင်စင်ကြည့်တယ် crop top ဆိုမှဘိုက်အရင်မပေါ်တော့ဘူးပေါ့နော်ဒီမှာကောင်မလေးတေးလေးတွေအတွက်ကြတော့ဒီလိုမျိုးလေးတွေရောက်ထားတယ်ဒီလိုမျိုးမှာနော်ဒီမှာ zip ဆွဲလေးတွေရောပါတယ်အယောင်လေးတွေကအများကြီးပါ4ရောင်5ရောင်ထိလာတယ်အယောင်လေးတွေစိတ်ကြိုက်ဆိုင်မှာလာကြည့်ပါဒီလိုမျိုးတွေရင်ပေါက်လေးပေါ့နော်ဒါလေးဆိုရင်ပေါက်လေးချစ်စရာလေးဘေးကျုံလေးလည်းပါတယ်ဒီလိုမျိုးလေးရောက်ထားပြီဒီမှာဒါရင်ရှုံလေးပေါ့နော်ဒီလိုမျိုးလေးတွေရောက်ထားပြီးတော့လေနာအင်ဂျီကိုမှ surprise နော်လေနာအင်ဂျီကိုမှအမွေးလေးတွေနဲ့လေဘေးမှာပြီးအောက်နားမှာအမွေးလေးတွေလက်နားမှာတွေပါပါတယ်စိတ်ကြိုက်ဆိုင်မှာလာကြည့်ပါအယောင်လေးက9ရောင်ပန်းရောင်လေးရောခင်းရောင်လေးရောအမဲအဖြူအစိမ်းရောင်လေးရောအယောင်9ရောင်လာတယ်မြန်လာရင်တော့အယောင်လေးစုံစုံလင်းလင်းရမယ်ဒီအောက်တန်းမှာလည်း BKK မိတ်တွေလည်းပြန်ရောက်ထားပါပြီ BKK မိတ်ပေါ်မှာတော့လုံးဝအသက်တာဆုံးဈေးဘယ်မှာမှမရတဲ့ဈေးအများဆိုင်မှာ2000ကျော်ရောင်းနေတဲ့ဈေးတွေကိုမိနစ်ဆိုင်မှာ1000ကျော်လေးနဲ့ရမယ်ဒီမှာကြည့်အရင်ချစ်ဖို့ကောင်းတဲ့အထည်လေးတွေလူဖက်အဲ့ဒါနော်ချစ်စရာလေးမမေတော့ရမ်းကြိုက်လို့ဒီလိုလေးယူထားပါတယ်ဒီမှာစိတ်ကြိုက်ဆိုင်မှာလာကြည့်နော်ဒါဆိုရင်ဂျင်းစွဲရဲ့လူတွေဆိုအရန်စင်ပြေဒါလေးဆိုမကြည့်ဇစ်လေးနဲ့နော်ဇစ်ဆွဲလေးအသားလေးကတော့လုံးဝအရန်ကောင်းတဲ့အသားနော်လုံးဝ BKK မိတ်ဆိုတဲ့အတိုင်းပဲ BKK အသားပဲလုံးဝအစ်စ်ရမယ်ဒီလိုမျိုးလေးနည်းနည်းလူကြီးပိုင်းလေးပေါ့နော်အဲ့လိုမျိုးတွေကြိုက်တဲ့ဟာမျိုးလေးဆိုခြိသားလေးလည်းတင်လာပေးပါတယ်ဒီလိုမျိုးလေးတွေပါဆိုင်မှာစိတ်ကြိုက်လာကြည့်ပါအထည်ကအရန်စုံနေပြီးဆိုင်မှာစိတ်ကြိုက်လာကြည့်ပါပြီးတော့ကလေးထည်လေးတွေလည်းလေဒါအင်ဂျီလေးလည်းထက်ရောက်ထားတယ်ဆိုင်မှာစိတ်ကြိုက်လာရွေးလိုက်တော့အားလုံးပဲတက်တာပါ